ကိုယ့်ရဲ့အိမ်အောင်ဘက်နဲ့ပဲဖြစ်ပေါ့ကိုယ့်ရဲ့တငယ်ချင်းနဲ့ပဲဖြစ်ဖြစ်ကိုယ့်ရဲ့မိသားစုတွေပေါ့နော်အဓိကတော့အဖေမေတွေညီကိုမောင်နှမတွေနဲ့ပဲဖြစ်ဖြစ်စကားပြောတဲ့ခါကြလို့ရှိရင်ပေါ့နော်ကိုကအပြစ်ရှိတဲ့ခံစားချက်ကြီးဖြစ်သွားတာမျိုးပေါ့နော်ဒါမှမဟုတ်ရင်သူတို့လိုချင်တာကိုကိုကမပေးလိုက်မိတဲ့ခါကြလို့ရှိရင်ကိုယ်စိတ်ထဲမှာအပြစ်ရှိတဲ့ခံစားချက်ဖြစ်အောင်တော်ဝိုက်ပြောဆိုတာမျိုးခံလိုက်ရတာမျိုးဖြစ်ပြီအဲ့လိုမျိုးဖြစ်သွားပြီဆိုရှင်အဲ့ဒါကိုကျွန်တော်တို့က guilt tripping လို့ခေါ်တယ်ပေါ့နော်အဲ့တော့အပြစ်ရှိသလိုခံစားအောင်လုပ်ပြီးတော့စိတ်ပိုင်းဆိုင်ရာကြိုးကန်ချေလဲခြင်းလို့ခေါ်တယ်ပေါ့ဒီလိုပုံစံမျိုးကိုလည်းကျွန်တော်တို့လူ့ဘဝမှာတစ်ချိန်မဟုတ်တစ်ချိန်တော့လူတိုင်းကခံစားမှုကြမှာတင်ပါတယ်ဒါကြောင့်မလို့ဒီဗီဒီယိုထဲမှာကျွန်တော်တို့ပေါ့နော်ဒီ guilt tripping လို့ခေါ်တဲ့အကြောင်းပေါ့နော်ဒီအပြစ်ရှိအောင်ခံစားအောင်လုပ်ပြီးတော့စိတ်ပိုင်းဆိုင်ရာကြိုးကန်ချေလဲတဲ့ toxic relationship တွေကြောင့်ဆွေးနွေးကြအောင်guilt ဆိုတာကတော့အပြစ်ရှိရဲ့စိတ်ပေါ့နော်ကျွန်တော်တို့ဒီလူလောကမှာဒီ guilt လို့ခေါ်တဲ့အပြစ်ရှိရဲ့စိတ်ကလိုတော့လိုအပ်တယ်ဗျာတနည်းအားဖြင့်ပြောရင်ဒီကောင် sympathy လို့လည်းခေါ်တယ် empathy လို့လည်းခေါ်တယ်ပေါ့နော်စာနာနားလည်စိတ်လို့လည်းခေါ်တာပေါ့ကိုကတစုံတစ်ယောက်ပုံမှာတခုခုကျူးလွန်ခဲ့မိတာပေါ့ဟိုတမင်တကာပဲဖြစ်ဖြစ်မတော်ဆပဲဖြစ်ဖြစ်ကိုလုတ်ခဲ့မိတဲ့အရာကြောင့်တစ်ဖက်လူမှာတခုခုနစ်နာသွားတာမျိုးတွေဆုံးရှုံးသွားတာမျိုးဖြစ်တယ်ဆိုလို့ရှိရင်အော်ဒီကိစ္စအတွက်ငါတော့သူတို့တော်တော်နစ်နာသွားတယ်ငါမှတော့တာဝန်ရှိတာပဲဆိုခံစားချက်ကြီးဖြစ်တာမျိုးအဲ့ဒါမျိုးအပြစ်ရှိတဲ့ guilt ကြတော့ဒါကောင်းတဲ့ guilt ပေါ့နော်ပြီးတော့လူတယောက်ပေါ်ကိုကဂတိစကားပေးခဲ့မိတယ်တခုခုလုပ်ပေးမယ်လို့ပြောခဲ့ပြီးမှကိုယ့်ရဲ့ဂတိစကားကိုပြက်ကွက်ခဲ့မိတာမျိုးကိုကအခွင့်အရေးတစ်ခုပေးမယ်လို့ပြောပြီးတစ်ဖက်လူကမျောလင်းချက်ကြီးသွားတယ်စောင့်နေပြီးတော့မှအဲ့ဒီအရာမျိုးကိုကဖောက်ပြလိုက်တာမျိုးအဲ့ဒါမျိုးဆိုလို့ရှိရင်တော့ကိုယ်မှာတာဝန်ရှိသလိုခံစားချက်ဖြစ်ပြီးတော့စိတ်ထဲမှာအပြစ်ရှိတဲ့ခံစားချက်ကတော့ဒါကောင်းတဲ့ guilt ဖြစ်တယ်ပေါ့နော်ဒီဗီဒီယိုမှာကျွန်တော်ဆွေးနွေးသွားမယ့် guilt ကြတော့မကောင်းတဲ့ guilt ပေါ့အဲ့တော့လူတိုင်းမှာဗျာဘယ်လောက်ထိစိုးတဲ့လူဖြစ်ဖြစ်စာနာစိတ်နားလဲစိတ်တနာတဲ့စိတ်ဆိုတာရှိရပါတော့အဲ့တော့ကိုယ့်ရဲ့စာနာစိတ်တွေတနာစိတ်တွေသူ့ပေါ်ထားတဲ့မေတ္တာစေတနာတွေတန်ရောင်းနေတယ်အဲ့ဒါတွေကိုသူတို့ကကောင်းကောင်းသိထားတဲ့အခါမှာအဲ့ဒါတွေကိုအခြေပြုပြီးတော့ဗောနော်ကိုကသူ့နဲ့ပတ်သက်ပြီးတော့တခုခုကိုရှိရလိုချင်တာရှိမယ်နော်ကိုရှိရနေပြီးတော့အချိန်ဖြစ်ဖြစ်ငွေဖြစ်ဖြစ်အလောက်ကင်ခွင့်လန်းဖြစ်ဖြစ်ဗောနော်တခြားဗောနော်အာယုံစိုက်မှုဖြစ်ဖြစ်တခုခုလိုချင်တာရှိမယ်အဲ့ဒီလိုချင်တဲ့အရာကိုမရအောင်လို့ကိုရာအဲ့ဒါသူ့မလုပ်ပေးလိုက်ဘူးဆိုလို့ရှိရင် तू ခိုင်းတဲ့အရာတော့မဟုတ် तू ပြောတဲ့အရာကိုဒါကိုတေချာနားမထောင်တိုက်ဘူးဆိုလို့ရှိရင်ကို့မှာလုံးဝအပြစ်ကြီးကျူးလွန်လိုက်တယ်လို့ခံစားရအောင်လို့ဓာတ်ရိုက်ဖြစ်စေတော်ရိုက်ဖြစ်စေလောက်တာမျိုးကိုကြတော့ guilt tripping လို့ခေါ်တယ်ပေါ့နော်အဲ့ဒါမျိုးကကျွန်တော်တို့သမီးသားကြားထဲမှာလည်းတွေ့ရတယ်တငယ်ချင်းတွေကြားထဲမှာလည်းတွေ့ရတယ်မိဘနဲ့သားသမီးကြားမှာလည်းတွေ့ရတယ်နောက်ပြီးတော့ညီကိုပေါင်းတော်မကြားထဲမှာလည်းတွေ့ရတယ်ပြောရရင်တော့ဗျာ relationship တော်တော်များများအတိုင်းမှာတွေ့ရလိမ့်ရှိတဲ့ကိစ္စဖြစ်တယ်ပေါ့နော်ကိုကလည်းတစ်ခါကြလို့ရှိရင်မသိလိုက်ပါသားကျူးလွန်မိတယ်လို့ဖြစ်နိုင်တယ်လို့ကိုကလည်းခံရလူဖြစ်နိုင်တယ်ပေါ့နော်ဒီဗီဒီယိုမှာတော့မျိုးပြောရရင်တော့ဗျာကိုကပဲကျွလွန်တဲ့ပုံစံမျိုးနဲ့တော့မတွေးစေချင်ဘူးပေါ့တခါကျရင်ကိုကပဲကိုကလည်းခံရလူပဲဖြစ်နိုင်တယ်နှစ်ခုသလုံးဖြစ်နိုင်တယ်ဆိုတာလေးကျွန်တော်သိစေချင်တယ်ပေါ့နော်အဲ့တော့ပြောချင်တာကတော့ကျွန်တော်ဒီဗီဒီယိုမှာဆွေးနွေးသွားမယ့် guilt tripping ဆိုတဲ့အကြောင်းအရာဒီတကယ်ရှင်းပြောလို့ရှိရင် psychological manipulation လို့ခေါ်တာပေါ့နော်စိတ်ပိုင်းဆိုင်ရာအရာကြိုးကင်ချဲလဲပြီးတော့တစ်ဖက်လူကိုအပြစ်ရှိအောင်ခံစားရတာလို့ရှင်ကိုပြောတာဖြစ်ပါတယ်ပေါ့နော်ကဲအဲ့တော့ကိုကပဲဖြစ်ဖြစ်ကိုပဲဖြစ်ပေါ့နော် guilt tripping လုပ်နေသလားဆိုတာကိုသိနိုင်တဲ့အချက်တွေကိုကျွန်တော်ဆက်ပြီးတော့ပြောပြပေးသွားမယ်ပေါ့နော်အဲ့တော့ဒီချက်လေးတွေကိုလုံးမိတယ်ဒါမှမဟုတ်ရှင်ကိုယ့်ရဲ့ partner ဒါမှမဟုတ်ရှင်ကိုယ့်ရဲ့မိသားစုဝင်တွေကလုံးမိရဆိုရင်တော့ကိုကဖြစ်ဖြစ်ကိုကိုဖြစ်ဖြစ်ကြိုးကင်ချင်လေဘူးစလုပ်နေပြီလို့သိထားလိုက်ပါပေါ့နော်အဲ့တော့ပထမဆုံးကဘာလဲဆိုလို့ရှိရင်ဒီကအတိတ်ကကျေးဇူးတွေပြန်ပေါ်ပြီးတော့ရှင်းပြောလို့ရှိရင်အပြစ်ကြွေးတွေကျေးဇူးကြွေးတွေကိုတော့ချောက်တင်အောင်လုပ်တာပါဗျာအဲ့တော့မိဘနဲ့တာသမီးမှာအများဆုံးတွေ့ရတာပေါ့နော်တချို့မိဘတွေကလည်းတော်တော်ဆိုးတယ်ဗျတကယ်ကြတော့ဒီ online မှာတော့ကျွန်တော်အများကြီးတွေ့ရတယ်ပေါ့နော်တာသမီးတွေကိုပြုစုဆောက်ရှောက်ထားတယ်ဒါကျေးဇူးရှိတာမှန်တယ်မိဘကျေးဇူးရှိတာကျွန်တော်လက်ခံတယ်ဒါပေမဲ့ကြီးလာတဲ့အခါမှာတာသမီးကဥပမာနိုင်ငံခြားမှာသွားပြီးတော့ချီသူမဲ့သူနဲ့လှုပ်သွားလို့တဲ့အချိန်မှာနောက်မှာမိဘကချီသူမြအကုန်လုံးကိုဒီနှလုံးတွေထိုးပစ်တယ်နော်ရှင်းပြောလို့ရှိရင်ဒီ slot game တွေ slot ပစ်တယ်အဲ့လိုမျိုး slot ပစ်ပြီးတော့အကုန်လုံးမွဲအောင်လုပ်ပစ်တယ်ကိုတာသမီးကတော့မှလုံးဝကုန်းယုံမိရှာဒီမှာတော့ဒုက္ခရအောင်လုပ်ပစ်တယ်ပြီးတော့သားသမီးကလုံးဝတကယ်ကိုယူကျုံးများပြည့်ပြန်လာတဲ့ခါမှာပြောပြီးဆိုရှင်မလီနင်ကငါမွေးထားပြီးနင်ကိုကျူးမေးဆူဆော့ဆော့ခဲတာပါဟာနင်ကငါ့အလောက်တောင်ပြောရက်ပါတယ်ဘာညာပေါ့နော်သူတို့လည်းမှားသေးတယ်သူတို့ကလည်းအဲ့ဒီအချိန်မှာဒီကိုကပဲသားသမီးဝတ်တရားမကြည့်သလိုသားသမီးကပဲဒီလုတ်ပေးရမလို့ပေါ့နော်အဲ့ပုံစံမျိုးတွေပြောကြသေးတယ်ပေါ့နော်ကျေးဇူးတေးအောင်ဆက်ရတဲ့ပုံစံမျိုးပေါ့အဲ့တော့တငယ်ချင်းတွေမှာအတူတူပဲနင်ကဒီလောက်လုတ်ပြီးထားတာတော့မှငါ့ကိုဒီလောက်တယောက်နဲ့အချိန်ပြန်မပေးနိုင်ဘူးလားဘာညာတာလာကပေါ့နော်သမီးသားတွေမှာလည်းတွေ့ရတယ်ဒီကိစ္စမျိုးတွေကိုကဖြစ်ဖြစ်ချားလို့ပါဖြစ်ဖြစ်ပေါ့နော်မတော်ဆလုံးမိနေပြီလားပေါ့အဲ့တော့တခုတော့ရှိရပေါ့နော်အဲ့တော့သူများတယောက်ကသူတစ်ပါးတယောက်ကကိုယ့်ကိုကျေးဇူးပြုထားခဲ့လို့ရှင်တော့ကိုလဲကြရင်တော့တန်းတန်တော့ပြန်လုပ်ပေးဖို့တော့လိုတယ်ဒါပေမဲ့တယောက်နဲ့တယောက်ကြားမှာကျေးဇူးကြွေးသဘောမျိုးနဲ့အကျွေးလိုက်တောင်းခံရတဲ့ပုံစံဖြစ်နေပြီဆိုရင်တော့အခုကျွန်တော်ပြောနေတဲ့ guilt tripping ထဲမှာပါနေမျိုးပြောလို့ရတယ်ပေါ့နော်အဲ့တော့အဲ့ဒါလေးကိုသတိထားကြည့်ပေါ့အဲ့တော့တော်တော်ထင်ထင်ရှားရှားဖြစ်တဲ့ဇာတ်လမ်းတစ်ပုဒ်ရှိတယ်ဗျာအဲ့တော့ဒီကျော်ခင်းရဲ့ဇာကနာရိုက်ထားတာပေါ့ YouTube မှာရှာကြည့်ရမြင့်မှန်ဆိုတဲ့ဇာတ်လမ်းပေါ့နော်
အဲ့ဒီဇက်လန်းမှာဆိုလို့ရှိရင်ဒီကြော်ရင်းရပါတော့ဒီဇာကနာအတွက်ကိုပေါ့နော်သူမြင့်မှန်မြို့ပေါ်ကနေဝယ်ပေးလိုက်တာအဲ့ဒီမြင့်မှန်ဝယ်ပေးလိုက်တဲ့ကျေးဇူးကိုထောက်ပြီးတော့တောက်လျှောက်သူ့မှာအဲ့ဒီကျေးဇူးကျွေးကိုလိုက်ပြီးတော့လိုက်ကျွေးလိုက်တောင်းတဲ့ပုံစံတောက်လျှောက်လုပ်တာပေါ့နောက်ဆုံးတော့ဇာကနာလည်းလုံးဝမခံနိုင်တော့ပဲနောက်ဆုံးအဆုံးသက်မှာမြင့်မှန်ကိုလုံးဝခွဲပလိုက်တယ်ကျေးဇူးလည်းလုံးဝမရှိတော့တဲ့ပုံစံမျိုးပေါ့နော်အဲ့တော့ဇလန်ကတော့တေချာမှာပြောပြတော့အဲ့ဇလန်ကိုရှာကြည့်လိုက်ပေါ့နော်အဲ့ဒီဟာဒီတကယ် guilt trip ကြော်ဟင်းဒီလုံးဝဒီဇာကနာကိုပေါ့နော်လုံးဝသူမြင့်မှန်ဝယ်ပေးလိုက်တဲ့ကျေးဇူးကျွေးကိုတောက်လျှောက်လိုက်တောင်းပြီးတော့တခုခုပြန်မလုပ်ဇာကနာပြန်မလုပ်ပြီးလို့ရှိရင်အပြစ်ရှိတဲ့ပုံစံခံစားအောင်လုပ်တဲ့ပုံစံပေါ့နော်ဒါကတော့ပထမအဆုံးလက္ခဏာတစ်ချက်ပေါ့နော်ဒုတိယလက္ခဏာပါလဲဆိုလို့ရှိရင်ပါလဲဆိုကိုတနာစရာပြောင်းလုပ်တာပေါ့ဗျာတနာစရာပြောင်းလုပ်တာတော့အဲ့တော့နားလည်အောင်ပြပြရင်တော့ခု online မှာအများကြီးပြောနေကြပန်းနုသွေးကိစ္စပေါ့ပန်းနုသွေးတာပေါ့နော်သူကလည်းအပြစ်လုပ်သေးတယ်သူကလည်းရှင်းပြလို့ရှိရင်သူများကိုအနိုင်ကျင့်တယ်အပြစ်ရအောင်လည်းလုပ်သေးတယ်ခုနကကျွန်တော်အမေနဲ့သမီးပြောပြတဲ့ခါလဲအဲ့တိုင်းပဲလားဘန်းနုသွေးပဲရှင်းပြောရင်နော်သူကလည်းအပြစ်လုပ်သေးတယ်ပြီးတော့သူကပဲတနာစရာဖြစ်တဲ့ပုံစံဖြစ်အောင်လို့ဒီဘက်ကပဲလုံးဝအဲ့ဒီကိစ္စပေါ်မှာတာဝန်ရှိတဲ့ပုံစံဖြစ်အောင်ပြန်ပြီးတံပြန်လုပ်တာပေါ့အပြစ်ကျူးလို့နေသူကပဲနစ်နာသူဖြစ်အောင်ပြန်ပုံဖမ်းတာမျိုးအဲ့ဒါမျိုးကလည်း guilt trip ထဲမှာပါတယ်ပေါ့နော်အဲ့တော့နောက်တစ်ခုကတော့အတန်တိတ်ဆန္ဒပြတာပေါ့နော်အတန်တိတ်ဆန္ဒပြတာပေါ့အဲ့တော့ तू ကတခုခုမလုပ်ပေးလိုက်ဘူးကိုပြောတာကိုနားမထောင်ဘူးဆိုသူ့ကိုစကားလုံးဝမပြောတော့ဘဲနဲ့အတန်တိတ်ဆန္ဒပြတဲ့ပုံစံနဲ့လုပ်တာဒီလေတစ်ဖက်လူအပြစ်ရှိသူခံစားအောင်ဖြစ်ပြီးတော့ဒါ guilt trip လုပ်တာပဲကျိုးကင်ချဲလေးကိုကျိုးသွားတာပဲပေါ့နော်အဲ့တော့နောက်တစ်ခုကတော့ရှင်းရှင်းလေးပဲရွဲ့တာပေါ့ဗျာဒါကတော့သမီးသားကြားမှာအများဆုံးတွေ့ရတာပေါ့ဟုတ်ပါတယ်နော်အမလေးကိုကအလုပ်တွေရှုပ်နေတာဟုတ်တာဗောဒါကြောင့်ကလေးကိုပဲချိန်ပေးနိုင်မှာမလဲနားလေကလေးနားလေတယ်အလုပ်ညားတဲ့လူဆိုတော့လေကလေးကနားလေပေးရမှာပေါ့ဒါမျိုးတွေအများသောပြတော့ဒါမျိုးတွေကတော့သမီးသားကြားမှာပိုတွေ့ရတယ်တကယ်ချင်းကြားလိုက်မှာတော့တိတ်မရိုင်းတော့မရှိဘူးမိဘနဲ့သားသမီးကြားမှာလည်းအရင်တော့မရှိဘူးအဓိကကတော့သမီးသားတွေအိမ်တော်ကြီးကြားမှာရှိတာပေါ့မလေးချုပ်တာဗောဟုတ်တာဗောမလေးမိမနဲ့သားသမီးကိုရှင်းပဲအလုပ်ပေးနိုင်ဘယ်ချိန်ပေးနိုင်မှာရှင်းမှာအလုပ်တွေကရမ်းများနေတာကျမနားလေတယ်သဘောပေါက်တယ်သဘောပေါက်တယ်ဆိုတော့သူသဘောမပေါက်လို့ပြောတာအဲ့ဒါရွဲ့ပြောတာအဲ့တော့ဘာပဲပြောအဲ့လိုပြောလိုက်တဲ့ခါကျတော့တစ်ဖက်လူကဘာပြောလဲနည်းနည်းနင်သွားတာပေါ့နင်သွားပြီးတော့စိတ်ထဲမှာအပြစ်ရှိသလိုခံစားအောင်လို့သူတော့လောက်လိုက်တဲ့သဘောပေါ့နော်အဲ့တော့အဲ့လိုပုံစံမျိုးတွေကြောင့်ဒါကကြတော့ခုနကကြတော့အပန်လေးဆန္ဒပြတာဒါကတော့ဓာတ်ရိုက်သူကစကားပြောခြင်းနဲ့ဆန္ဒပြတဲ့သဘောပေါ့အဲ့တော့ဒီလိုအပြုတ်မှုတွေလောက်လာပြီဆိုလို့ရှိရင်တစ်ဖက်လူမှာဘယ်လိုခံစားရမလဲရှင်းလေးပဲဗျာကိုအပြစ်ရှိတဲ့ပုံစံမျိုးခံစားလာရတယ်စိတ်ထဲမှာငါမျက်မှားသွားပြီလားငါလှုပ်ရက်ကြောက်သူတို့စိတ်ထိခိုက်ညံ့သွားပြီလားအဲ့ကျွန်တော်ဗီဒီယိုစပဲမှာပြောခဲ့သလိုမျိုးကိုကကျူးလွန်ခဲ့လို့ကိုကြောက်တကယ်ညံ့သွားတဲ့ပုံစံမဟုတ်ဘဲနဲ့ကို့မှာတောင်းမရှိပါမယ်နဲ့ခုနပြောလို့ပေါ့နော်ကိုတာမဖြစ်မနေလောရမဲ့တောင်းတစ်ခုလုပ်ရင်းနဲ့ချိုးပါလေလင်းသွားတာမျိုးတော့သူတို့ကလုံးဝနားလဲမပေးနိုင်ဘူးသူတို့လိုချင်တာကိုအတင်းဆွဲယူပြီးတော့သူတို့လိုချင်တာမရရင်ပဲကို့အပြစ်ရှိသူပုံစံဖမ်းတာတော့အဲ့ဒါဒီ psychological manipulation လို့ခေါ်တယ်စိတ်ပိုင်းဆိုင်ရာကြိုးကင်ချင်လေခြင်းလို့ခေါ်ပြီးတော့ကို့အပြစ်ရှိတယ်လို့ခံစားအောင်လုပ်ခြင်းဖြစ်ပါတယ်အဲ့လို relationship မျိုးဒီလုံးဝ healthy relationship လည်းမဟုတ်ဘူး toxic relationship ဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဒီလို toxic relationship ဖြစ်လာပြီဆိုတော့ကျွန်တော်တို့ကအဲ့ toxic relationship ကို healthy ဖြစ်အောင်ပြန်ပြောင်းနိုင်မပြောင်းနိုင်ရင်တော့မြန်ဆန်နဲ့အဲ့ဒီကောင်ကြီးပြိုကွဲသွားမှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ guilt tripping လောက်ကြတာပေါ့နော်ဘာကြောင့်လူတွေလောက်ကြတာလဲပေါ့အဲ့လိုလောက်ကြတာပေါ့နော်စိတ်ပညာရှင်တွေကလေ့လာကြည့်တဲ့အခါမှာအကြောင်းရင်း၃ချက်ကြောင့်တော့တွေ့တယ်တဲ့အဲ့တော့ပထမအကြောင်းရင်းကဘာလဲဆိုလို့ရှိရင်အဓိကအကြောင်းရင်းကတော့သူ့ကိုယ်သူယုံကြည်မှုမရှိတာပါဗျာသူ့ကိုယ်သူယုံကြည်မှုမရှိတဲ့အခါကျတော့ तू ကအဲ့ဒီကိုချစ်တဲ့ခင်တဲ့သူကို့နားမှာမရှိတော့မှာကို့ကိုမလုပ်ပြီးတော့မှကြောက်တဲ့အခါကျတော့ဗောနော်သူတို့ရဲ့တန်ရောစင်တွေသူနဲ့ကိုယ်နဲ့ညမှာချစ်ချင်းမြတ်တာတွေသူ့ရဲ့စာနာသနာစိတ်တွေကိုအသုံးချပြီးတော့အတင်းကုတ်တွယ်ထားတယ်ဒါအောင်အတင်းလုံးဝကိုနားမထွက်သွားအောင်လုပ်တယ်ကိုခိုင်းတာတွေကိုလိုချင်တာတွေကိုမရအောင်လို့တောင်းတယ်ပေါ့နော်အဲ့ပုံစံနဲ့ guilt tripping လုပ်ကြပါတယ်တဲ့ဒါကတော့ပထမချက်ပါဗျာအဲ့တော့ဒုတိယချက်ကဘာလဲဆိုတော့အဲ့လူကိုကိုကဩဇာမလွှမ်းနိုင်တာပေါ့အဲ့တော့သူ့ပေါ်မှာကိုကဩဇာလွှမ်းနိုင်ခြင်းမရှိဘူးဓာတ်ရိုက်ကြီးပြောလို့မရဘူးမိဘနဲ့တာသမီးရဲ့ထားလိုက်ပါတော့ငယ်ငယ်တော့ဆိုတော့မိဘတာသမီးကိုဓာတ်ရိုက်အမိတ်ပေးလိုက်လို့ရတာပေါ့ဘာလို့ဆိုတော့သူ့ကိုကဆောက်ရှောက်နေတဲ့အချိန်ဖြစ်တယ်။ तू ကလည်းကိုယ့်လက်ကလုံးဝမလွတ်နိုင်သေးဘူးเนาะ။ကြီးပြင်းလာတဲ့အခါကျတော့ तू လည်းသူ့အိုးအိမ်နဲ့ तू တူထောင်သွားတဲ့အခါကျတော့ကိုယ့်ရဲ့အမိအာဏာကိုလုံးဝလိုက်နာတော့မဟုတ်တဲ့အခါမှာခုနပုံစံမျိုး guilt tripping ပုံစံမျိုးနဲ့သူ့ရဲ့တန်ရောစဉ်မိဘပေါ်ထားတယ်မိဘကျေးဇူးတရားတွေအဲ့ဒါတွေကိုလုံးဝခဏထုတ်ပေါ်ပြသပြီးတော့ guilt tripping လုပ်တယ်။ तू အပြစ်ရှိသူခံစားအောင်လုပ်ပြီးတော့ကိုလိုချင်တာကိုရအောင်ယူကြတယ်ပေါ့နော်။အဲ့လိုပုံစံမျိုးဖြစ်တယ်ပေါ့နော်။တတိယတစ်ချက်ကတော့တော်တော်ဆိုးတယ်။အဲ့ဒါကတော့ကျွန်တော်တို့တော်တော်ရှောင်ရှားမဲ့သူပေါ့နော်။တချို့လူတွေကကိုအရန်ပူပြုပြီးတော့အရန်ပေါ့နော် self flat လို့ပြောလို့မရအောင်နော်ကိုချစ်တာနဲ့ခုကိစ္စနဲ့လုံးဝမတူဘူး तू ကအတ္တရန်ကြီးလုံးတာပေါ့ကိုကလွင်ဟိုပြုပြီးတော့ကျန်တဲ့လူတွေကိုလုံးဝလူမတင်တဲ့လူတွေအဲ့ဒါမျိုးတွေကို narcissistic personal trait လို့ခေါ်တယ် personality trait လို့ခေါ် MBT လို့လည်းပြောကြတယ်ပေါ့နော်အဲ့တော့အဲ့ narcissistic သမားတွေဆိုရင်တော်တော်ကြောက်ကြတယ်သူတို့တွေဒီရှင်းပြောလို့ရှိရင်အတ္တရန်ကြီးတယ်သူမှသူပဲမှန်တယ်ချားလူကလုံးဝမမှန်ဘူးပြီးတော့သူ့ကိုပဲအားလုံးဝမ်ကျူးဆိုင်ကြအဲ့တော့ပြောချင်တာပေါ့ဗျာ
ဒီဇလန်းတွေမှာမြန်မာဇလန်းတွေကမင်းသားမင်းသမီးတွေအထာမျိုးဖန်နေတဲ့ကောင်မျိုးတွေပေါ့အဲ့တော့ကိုမြန်မာဇက်ကတည်းကမင်းသားမင်းသမီးအထာမျိုးကျန်တဲ့လူတွေအကုန်လုံးကတော့ဘေးပတ်ဝန်းကျင်မှာရှိတဲ့ဇင်မျိုးတို့နော်ဇင်မျိုးတို့ဇော်တော်အောင်တို့နော်နောက်ပြီးတော့ဂုံးပုံတို့နော်အဲ့လိုမျိုးတွေပေါ့နော်အဲ့လိုမျိုးတွေပဲအကုန်လုံးအရန်တွေပဲသူ့အတွက်အကုန်လုံးဝိုင်းလုပ်ပေးရမယ်အဲ့တော့အဲ့လိုပုံစံမျိုးနဲ့ပဲသူလိုချင်တာကိုမရရအောင်ယူတယ်သူ့အတွက်ဆိုမဖြစ်မနေသူများတွေကလုပ်ကိုလုပ်ပေးရမယ်အဲ့လိုပုံစံမျိုးလူမျိုးဆိုလို့ရှိရင်တော့ဒါဒီတေချာပေါက်ရှောင်တဲ့မျိုးတွေမှာပါတယ်ပေါ့နော်ဒါကြောင့်မလို့ဒီ guild tripping ကိုကလုံးမိနေပြီဆိုလို့ရှိရင်ကိုဒီ၃ချက်တည်းမှာဘဲချက်မြန်ညှိနေပြီလေဒါမှမဟုတ်ရှင်ကိုနဲ့ပေါင်းတဲ့နေတဲ့သူကိုရဲ့မိတ်ဆွေတငယ်ချင်းကိုရဲ့ချစ်သူကြီးသားလည်းဒီ၃ချက်တည်းမှာဘာကြီးမြန်ညှိနေလေပေါ့နော်တတိယအချက်ဖြစ်ခဲ့မယ်ဆိုတော့ရှောင်ဖို့တော့ကျွန်တော်အကြံပေးနေတယ်ပေါ့နော်ကဲအဲ့တော့အချိန်ကြာကြီးကို guild tripping လောက်ခံနေရပြီပေါ့နော်အပြစ်ရှိသူမြန်ခံစားနေရအောင်လို့ဒီလိုမျိုးကြိုးကန်ချယ်လိုက်တာကိုလောက်ခံနေရပြီဆိုကိုဒီဘာဖြစ်လာနိုင်လဲပေါ့နော်အဓိကတော့ stress တွေဝင်လာတာပေါ့နော် chronic stress တွေဝင်လာမယ်အချိန်ကြာကြီးစိတ်ပူပန်သောကတွေအများကြီးရောက်လာမယ်ခန္ဓာကိုယ်မှာ cortisol ဆိုတဲ့ဟော်မုန်းတွေထွက်လာတာပေါ့အဲ cortisol ဆိုတဲ့စိတ်ပီတိမှုဟော်မုန်းတွေကခန္ဓာကိုယ်မှာအများနဲ့စိုးရိမ်မှုပန်သောကတွေရောက်လာတယ်အများနဲ့စိတ်ကမလန်းတော့ဘူးဗျာမလန်းတော့အပြင်ခန္ဓာကိုယ်မှာလည်းဟိုနေရာကိုက်လိုက်ဒီနေရာကိုက်လိုက်ဘိုင်းအောက်လိုက်ဘိုင်းနာလိုက်ခေါင်းကိုက်လိုက်အဲ့လိုမျိုးပေါ့ခန္ဓာကိုယ်မှာတခြားယောဂတွေပါအများကြီးဖြစ်လာနိုင်တယ်ပေါ့နောက်တစ်ခုကတော့ကိုယ်ယုံကြည်ကြလာတာဘာဖြစ်လဲဆိုတော့ကိုအမြဲတမ်းအပြစ်ရှိသလိုခံစားချက်ကြီးအမြဲတမ်းဖြစ်နေတဲ့အခါမှာကိုယ့်ရဲ့မသိသေးကကိုအမြဲတမ်းအပြစ်တင်နေကြပါတော့နောက်ဆုံးကျရင်ဘာဖြစ်လာလဲဆိုတော့ငါတကယ်ကိုသုံးစားလို့မရတဲ့ကောင်သုံးစားလို့မရတဲ့ကောင်ပေါ့နော်အသုံးဝင်ကြတဲ့ကောင်မျိုးဖြစ်နေပြီလားပေါ့နော်လူတွေပေါ်မှာငါဘယ်တော့မှကောင်းတဲ့ကောင်လည်းမဟုတ်ဘူးအဲ့လိုမျိုးကိုယုံကြည်ကြလာတဲ့အခါမှာလုပ်ငန်းဆောင်တာလည်းပါအများကြီးနှောင့်နေတာဖြစ်လာနိုင်တယ်ပေါ့နော်နောက်တစ်ခုကတော့မပျော်ရွှင်တော့ဘူးပေါ့ဗျာဘာလို့ဆိုတော့ဒီကိုယ့်ရဲ့ပျော်ရွှင်မှုကသူ့ရဲ့ပျော်ရွှင်မှုနဲ့အမြဲတမ်းဆက်ဆက်နေတယ်သူမပျော်ရွှင်ကိုလည်းမပျော်ရွှင်တော့ဘူးအဲ့လိုမျိုးအမြဲတမ်းဆက်ဆက်နေတဲ့အခါမှာဘလူးမောက်ကိုတကူရီတခါရပျော်ရွှင်မှုတွေကိုအမြဲတမ်းရှာဖွေလို့မရဘူးဖြစ်လာတတ်တယ်ပေါ့နော်အဲ့တော့ဒါဒီနောက်ဆက်တွဲဖြစ်လာတဲ့ကြောင့်လို့ဘာပဲပြောဒီ guilt tripping လောက်ခံရတာဒီရေရှည်မှာရုပ်ပိုင်းဆိုင်ရာကျန်းမာရေးရောစိတ်ပိုင်းဆိုင်ရာကျန်းမာရေးတော့လုံးဝမကောင်းပါဘူးကဲဒီတော့ toxic relationship ကြီးဖြစ်နေပြီဆိုရင်ကျွန်တော်တို့ဘယ်လိုရုံးထွက်ကြမလဲပေါ့နော်အဲ့တော့အဲ့ဒါလေးကျွန်တော်တို့ဆက်ပြီးတော့ဆွေးနွေးသွားမယ်ပေါ့နော်အဲ့တော့ toxic relationship ကြီးဖြစ်နေပြီကို guilt tripping လောက်ခံနေရပြီအပြစ်ရှိသူလိုခံစားအောင်အများကြီးလုပ်နေရပြီဆိုလို့ချင်းအရင်ဆုံးအရေးကြီးတဲ့ချက်ကတော့ကိုလုံးဝလက်ခံနိုင်ဖို့လိုတယ်ဘာလို့ကိုချစ်တဲ့ခင်တဲ့ကြီးဆိုအရန်ကာဝယ်ပေးနေတယ်ဆိုကျွန်တော်တို့မှရှိလိုက်ကြတယ်သူအဲ့လိုလုပ်တာမဟုတ်တော့ပါဘူးကျွန်တော်ဒီဗီဒီယိုကြည့်ပြီးတော့ဒါကြီးကြုံတွေ့နေရတော့စိတ်ထဲမှာဖြစ်တော့အဲ့ဆရာလက်ကားလျှောက်ပြောနေတာငါချစ်တဲ့သူကငါအဲ့လိုလုပ်တာမဟုတ်နိုင်ပါဘူးအဲ့ဒီအဆင့်ကိုမရောက်ဘူးဆိုရင်သိကြတယ်ခင်ဗျာဒီနေ့ကဘယ်လိုမှယုံထွက်နိုင်မှာမဟုတ်ဘူးအဲ့တော့ရှင်းရှင်းလေးပဲလက်ခံလိုက်ကိုချစ်တဲ့ခင်တဲ့သူကကို guilt tripping လုပ်နေပြီဆိုတော့လက်ခံလိုက်ကျွန်တော်ပြောတဲ့အဆင့်နေနဲ့အဆင့်ကြည့်လိုက်သိကြပေါ့အဲ့ဒါတွေကြုံနေပြီဆိုရင်ကျမတော့ guilt tripping လောက်ခံနေရပါပြီအဲ့ဒါပထမအဆင့်ပဲအဲ့ဒီပထမအဆင့်ကိုကြော်ဖြတ်ပြီးဆိုဒုတိယအဆင့်ဆက်သွားနိုင်ပြီပေါ့ဗျာအဲ့တော့ဒုတိယအဆင့်နဲ့ तू က guilt tripping လုပ်တဲ့အခါမှာသူ့ကိုပြန်ပြစ်မတင်နဲ့အကောင်းဆုံးနည်းကတော့ကိုဘိုးပြုတ်ပြီးတော့ကိုကစိတ်မကောင်းအောင်ပြန်ပြောလိုက်တာပေါ့နော်နင်ကအဲ့လိုထင်တာစိတ်မကောင်းပါဘူး तू ကအဲ့လိုထင်တာမျိုးဗဇက်ကမပြောနဲ့နင်ကအဲ့လိုထင်နေတဲ့အထင်နဲ့အဲ့လိုကြားတာငါတကယ်စိတ်မကောင်းပါဘူးငါစိတ်ထဲမှာတကယ်အဲ့လိုစိတ်မရှိပါပဲနင်ကဘယ်လိုထင်လဲမသိဘူးဆိုပြီးတော့ကိုဘိုးပြုတ်ပြီးတော့ तू ကကိုအပြစ်ရှိအောင်ခံစားအောင်လုပ်တာကိုနင်ကအပြစ်ရှိအောင်ခံစားအောင်လာလုပ်နေတဲ့ပါညာမျိုးနဲ့သူ့ကိုပြန်ပြစ်တင်မယ်ဆိုကိုပဲစိတ်မကောင်းဖြစ်အောင်ပြောလိုက်တာမျိုးဟာအများကြီးသူ့တော်ကိုဆက်သွားဖို့အတွက်နည်းနည်းတွန့်ဆုတ်သွားသေးတယ်ပေါ့ဗျာဒါပေမဲ့လည်းအဲ့ဒီအစ်စ်မှာမတွန့်ဆုတ်တဲ့လူရှိတယ်တချို့လူကြတော့တကယ်ကိုတော်တော်ဆိုးတဲ့သူတွေပါအဲ့လောက်ထိပြောလဲသူက view ဆက်တဲ့လူမဟုတ်ဘူးလေကျွန်တော်ခုနပြောခဲ့တဲ့တတိယမြောက်မျိုးစားပါနော် narcissistic personality trait သမားတွေဆိုချင်းတော်တော်ဆိုးတယ်လုံးဝဘာပဲဖြစ် view ဆိုင်မှာမဟုတ်ဘူးခင်ဗျားကိုလည်းသူကလုံးဝအကျဉ်းသားတရားတွေစာနာတရားတွေရှိနေမှာမဟုတ်သူရဖို့ကအရေးကြီးဆုံးပဲအဲ့ဒါဆိုရင်တော့ကျွန်တော် boundary တခုထားဖို့လိုတယ်ဟုတ်ပါပြီဒါကျွန်တော်စိတ်မကောင်းပါဘူးကျွန်တော်လှုပ်ပေးချင်ပါတယ်ဒါပေမဲ့ဒါတော့ငါကျွန်တော်ဘယ်လို့မှလှုပ်ပေးနိုင်မှာမဟုတ်ပါဘူးဘဏ္ဍကထပ်ပြော no ပဲဘဏ္ဍကထပ်ပြော no ပဲစိတ်မကောင်းဖြစ်ပါတယ်ဒါပေမဲ့ no ပါစိတ်မကောင်းဖြစ်ပါတယ်ဒါပေမဲ့လည်း no ပါဒါဆိုမေးစရာရှိတယ်အဲ့လို no ပါလို့ပြောလို့ကိုယ် relationship ကနေ break လုပ်လိုက်ရင်ဟုတ်ဝမ်းသာလိုက် narcissistic relationship ဖြစ်နေတဲ့သူတယောက်နဲ့ toxic relationship ဖြစ်နေပြီဆိုရင်တော့အမြန်ဝင်ကျွန်တော်တို့အဲ့ relationship ကို break လုပ်တင်တယ်ပေါ့နော်အဲ့ဒီကောင်ဆက်ပြီးတော့သွားမယ်ဆိုလို့ရှိရင်ကိုယ့်အတွက်လုံးဝမကောင်းပါဘူးသူကတော့ AC ပဲအဲ့ narcissistic သမားတွေကလုံးဝဘာမှသူတို့ဖြစ်မှာမဟုတ်ဘူးကိုယ်ပဲသူလောက်တာကြောင့်ရုံကြမှာဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ဒီ boundary ကိုမှကလို့မရလို့ break ဖြစ်တယ်ဆိုရင်ဟုတ်ကဲ့တက်တာပြလိုက်ပါလို့ပြောချင်တယ်ပေါ့နော်ကဲညီကုန်းကျုံအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ချစ်ချင်းမြတ်တာပေါ့တယောက်နဲ့တယောက်ကြားမှာရှိတယ်ယုံကြည်မှုတွေလေးစားမှုတွေတန်ရုံးစင်တွေအဲ့ဒါတွေနဲ့ဒီဆောက်ကြတာပေါ့အပြန်အလှန်လည်းလိုတယ်ပေါ့နော်တစ်ဖက်တည်းကသွားနေတယ်တလန်းသွားပဲသွားလို့မရဘူး two way သွားမှရတာအဲ့ဒါကိုတယောက်ယောက်ကိုပြည့်ရှိအောင်ခံစားကြအောင်လုပ်ပြီးတော့ပေါ့နော်ကိုလိုချင်တဲ့အရာပဲရအောင်လုပ်နေမယ်ဆိုလို့ရှိရင်ဘယ်ချစ်ချင်းမြတ်တာမှတည်မြဲမှာမဟုတ်ဘူးအဲ့ဒီ relationship တန်းရလေကောင်းမွန်တဲ့ relationship တွေလုံးဝဖြစ်မှာမဟုတ်ဘူးဒါကြောင့်မလို့ဒီဗီဒီယိုကြည့်ရတဲ့သူတွေပေါ့နော်ကိုက guilt tripping လုပ်တဲ့သူဖြစ်ခဲ့မယ်ဆိုလို့ရှိရင်လည်းဒီဗီဒီယိုကြည့်ပြီးတော့အတိတရားရပါစေလို့မျှော်လင့်ပါတယ်တကယ်လို့ကိုက
guilt trip ပဲလောက်ခံရလို့ဖြစ်ခဲ့မယ်ဆိုရင်လည်းဒီဗီဒီယိုကြည့်ပြီးတော့အဲ့ဒီ toxic relationship ကနေအမြန်ဆုံးရုံထွက်နိုင်ပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်နောက်ထပ်ပြီးမှပြန်လို့ရမယ်